အရှင်ဖယားတန်ဃာတော်တွေရဲ့အရေးကိုနင်းမိရင်ငရဲကြပါသလားဖယားတဲ့အရေးကိုပါဠိလိုစာယာလို့ခေါ်ပါတယ်။ဘာကြောင့်စာယာလို့ခေါ်တာလဲဆိုရင်စာတတိတိစာယာဖုံးလွှမ်းတတ်သောသဘောကြောင့်စာယာလို့ခေါ်တာပါ။အရေးဒီနင်းလိုက်မယ်ဆိုရင်အောက်ကိုမရောက်ပဲအထက်ကိုပဲဖုံးလွှမ်းသွားပါတယ်။အဲ့ဒီလိုအထက်ကိုပဲဖုံးလွှမ်းသွားတဲ့အတွက်အရေးကိုနင်းလို့မရပါဘူး။အရေးကိုခိုလုံလို့ပဲရပါတယ်။တာရကတစ်ခုပြရမယ်ဆိုရင်950နိပတ်တော်တုတ္တနုဇတ်တော်မှာဖယားအလောင်းတုတ္တနုမင်းသားဟာရှင်ဘရင်ပေးတဲ့ပန်လျက်ရယ်ထီးရယ်ခြေနှင်းရယ်ကိုယူပြီးဘလူးနေတဲ့ညောင်ပင်ကိုသွားပါတယ်။ညောင်ပင်တို့ရောက်တဲ့အခါမှာဘလူးကအသင်လူသားဟာကျွန်ုပ်ပိုင်တဲ့နေကိုလည်းနင်းတယ်ကျွန်ုပ်ပိုင်တဲ့ညောင်ရိပ်ကိုလည်းခိုးတယ်။ဒါကြောင့်တင့်ကိုကျွန်ုပ်စားခွင့်ရှိတယ်။တင်ဒီကျွန်ုပ်အစာဖြစ်ပြီလို့ပြောပါတယ်။အဲ့ဒီအခါမှာဖယားအလောင်းတုတ္တနုမင်းသားကအသင်ဘလူးမင်းကျွန်ုပ်ဒီတင့်မြေကိုမနင်းကျွန်ုပ်မြေကိုသာကျွန်ုပ်နင်းသည်ကျွန်ုပ်ဒီတင့်ညောင်ရိပ်ကိုမခိုးကျွန်ုပ်ထီးရိပ်ကိုသာကျွန်ုပ်ခိုး၏လို့ပြောပါတယ်ထိုအခါမှာဘလူးဟာစောရကမတက်နိုင်တော့ပါဘူးနော်အကယ်၍သာရိပ်ကိုနင်းလို့ရမယ်အရိပ်ဒီအောက်မှာရှိမယ်ဆိုရင်ဖယားအလောင်းဟာစောရကမတက်နိုင်တော့တဲ့အတွက်ဘလူးရဲ့အစာဖြစ်မှာသိကြပါတယ်နော်အဲ့ဒီဇတ်တော်ကိုထောက်ဆသောအဖြစ်အရိပ်ဟာနင်းလို့မရပဲခိုလုံလို့ပဲရတယ်ဆိုတာထင်ရှားပါတယ်ဒါကြောင့်အရေးသည်နင်းလို့မရတဲ့အတွက်ခိုလုံလို့ပဲရတာကြောင့်တန်ဃာတော်တွေရဲ့အရေးကိုနင်းမိရင်ငရဲကြတယ်အပြစ်ဖြစ်တယ်ဆိုတာဟာမမှန်ပါဘူးမှားပါတယ်နော်သို့တော်လည်းပဲမိမိကဂရုဂါရဝတရားထားတဲ့အနေနဲ့တန်ဃာတော်တွေရဲ့အရေးကိုအထူးရှောင်ကျဉ်ခြင်းဟာကောင်းမြတ်တဲ့အလုပ်တော်ဖြစ်ပါတယ်နားလည်ပါစေနော်